2026ခုနှစ်ဖေဖော်ဝါရီလ4ရက်ဒီနေ့မနက်ခင်းအတွက်နီးပညာလောကမှာအရေးပါတဲ့သတင်းတွေကတော့တဲ့ Meta ရဲ့ Reality Labs ဌာနကပထမဆုံး Lightweight AR Glasses ကိုမိတ်ဆက်လိုက်ခြင်းနှင့် Solid State Battery နီးပညာမှာ Toyota ရဲ့အောင်မြင်မှု3 OpenAI ရဲ့ Search GPT ကိုကမ္ဘာအနှံ့တရားဝင်အသုံးပြုနိုင်ပြီ4 Google Alphabet ရဲ့ဈေးကွက်တန်ဖိုး$4 trillion ပေးမိတွားခြင်းနဲ့ Apple Gemini မဟာမိတ်5 Tesla က Dry Electrode နီးပညာနဲ့ 4680 Battery ထုတ်လုပ်မှုကိုအရှိန်မြင့်လိုက်ခြင်းတို့ဖြစ်ပါတယ်တဲ့ Meta ဟာအချိန်အတော်ကြာတိစောက်ဖက်ရတဲ့ Project Orion ရဲ့ Consumer Version ဖြစ်တဲ့ပေါ်ပါတဲ့ AR မျက်ခံတွေကိုတရားဝင်မိတ်ဆက်ဖို့ပြင်ဆင်နေပါတယ် Quest VR headset တီထက်နေ့စဉ်ဝတ်ဆင်နိုင်တဲ့ AR မျက်မှန်တွေဟာလူထုကြားပုံမပြန့်နှံ့နိုင်ခြေရှိတာကြောင့် Meta ရဲ့ Metaverse AR အထက်အဆုံးဖြတ်ပြီးမိထုတ်ကုန်ဖြစ်လာနိုင်တယ်လို့ Meta Newsroom ကနေထုတ်ပြန်ထားပါတယ်။ဒါဟာ Wearable Tech ဈေးကွက်ကိုလှုပ်ခတ်စေမဲ့အခြေအနေပဲဖြစ်ပါတယ်။နှင့် Toyota ဟာ EV တွေအတွက်အားတကြိမ်တွင်းရင်ကီလိုမီတာ1000ကျော်မောင်းနေနိုင်မဲ့ Solid State Battery တွေကို2026အကုန်မှာအများထုတ်လုပ်နိုင်တော့မယ်လို့ကြေညာလိုက်ပါတယ်။လက်ရှိ Lithium Ion Battery တွေရဲ့အားနည်းချက်တဲ့မီးလောင်လွယ်တာနဲ့အားသွင်းကြတာတွေကိုကျော်လွှားနိုင်မှာဖြစ်လို့ EV လုပ်ငန်းကဏ္ဍမှာ Game Changer ဖြစ်လာမယ်လို့ Nikkei Asia ကဖော်ပြထားပါတယ်။ဒါဟာတန့်ရှင်းစွမ်းရည်နဲ့တည်ယူပို့ဆောင်ရေးကဏ္ဍအတွက်အရေးပါတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။၃ Google Search ကိုတိုက်ရိုက်ရှင်းပြလိုက်မယ် Search GPT ဟာဒီနေ့ကစပြီး Global User အားလုံးအတွက်လှေကားတဲ့အလိုက်စတင်ဖွင့်လှစ်ပေးနေပါပြီ။တမောက်ယူကြ link တွေပြသတဲ့ Search Engine တွေကနေအဖြေကိုတိုက်ရိုက်ဖော်ပြပေးတဲ့ AI ဆက်စီပြောင်းလဲလာတာတော့ SEO Search Engine Optimization လောကအတွက်စိန်ခေါ်မှုကြီးဖြစ်လာပါပြီ။ဒီအကြောင်းကို OpenAI blog မှာဖော်ပြထားပြီး Digital Marketing နဲ့သတင်းအချက်လက်ရှာဖွေမှုအပေါ်တက်ရောက်မှုကြီးမားနိုင်ပါတယ်။၄ Apple ရဲ့ Siri မှာ Google ရဲ့ Gemini AI ကိုအသုံးပြုဖို့သဘောတူညီရပြီနော်။ Alphabet Company ရဲ့ဈေးကွက်တန်ဖိုးဟာ$4 trillion အထိစိန်ချိန်တင်မြင့်တက်လာပါတယ်။ဒါဟာ AI နယ်ပယ်မှာ Google ရဲ့လွှမ်းမိုးမှုကိုဖျားသားရုံအနေမက Apple အနေနဲ့ကိုယ်ပိုင် AI development ထက်လက်တွေ့ကျတဲ့ user experience ကိုဦးစားပေးဖို့ Google ကိုမဟာဗျူဟာမြောက်ရွေးချယ်လိုက်တာဖြစ်တယ်လို့ Mashable ကတင်ဆက်ထားပါတယ်။ဒါဟာနီးပညာလောကရဲ့အင်အားအကြီးဆုံး ecosystem နဲ့ခုပေါင်းစည်းမှုပဲဖြစ်ပါတယ်။၅ Tesla က၎င်းရဲ့ 4680 battery cell တွေမှာ dry electrode coating နီးပညာအောင်မြင်မှု breakthrough ရရှိခဲ့တာကြောင့်ထုတ်လုပ်မှုကုန်ကျစရိတ်ကိုတည်တာလျှော့ချနိုင်တော့မှာပါ။ဒါဟာ EV ဈေးကွက်မှာ Tesla ရဲ့အမြတ်ငွေကိုမြင့်တင်ပေးသလိုပုံမသက်တာတဲ့ဈေးနှုန်းနဲ့ EV တွေကိုရောင်းချနိုင်ဖို့အခွင့်အလမ်းဖြစ်စေမယ်လို့ Digitimes Tech ကဖော်ပြထားပါတယ်။ဒါကြောင့် electric vehicle ဈေးကွက်ရင်းပြန်မှုပုံမပြင်းထန်လာမယ့်အနေအထားပဲဖြစ်ပါတယ်။ဒီသတင်းတွေထဲမှာဘယ်သတင်းကိုစိတ်ဝင်စားဆုံးဖြစ်မလဲဆိုတာ comment မှာဆွေးနွေးသွားနိုင်ပါတယ်။ဒီလိုနီးပညာသတင်းလေးတွေသိရအောင် Technopat MM ကို follow လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာ။